ချောင်းရတော်စကင်မရှိတာလား အေးတော့ချောင်းသိန်းနဲ့စကင်နဲ့လို့စကင်မရှိတာမှလှိုင်းလောက်အောင်မယ် ငါလူမခေါ်လို့ရှိတယ်လူမရှိတော့ပါ အေးတော့ရလို့ပေါင်းကြည့်တမ်းမရှိရမခေါ်နိုင်ပါဘူးကြည့်ရအောင်လို့ကျန်နော် အခါကလေးမရှိနဲ့ ရတော့ပြောပါတယ် အဘူချောင်းပိုင်အမြဲတမ်းရှုံးတယ်ချောင်းပိုင်အတူ အမှန်ကြီးနဲ့ချက်မတူးမှာသာလေးဘယ်လို မကန်ဘီအိုင်ချောင်းလိုက်ရှင်းနေတယ်ဘယ်တယ်လိုက်ဟာဘယ်ပဲ တော့ဒီကိန်းမလို့ဝင်ပြရရီတီမတော်သေးတော့ဘယ်အောင်လဲချောင်းကဘယ်မှာလဲ ပေါင်းနေချောင်းရွာလို့ ဘာလို့ဘုံတဲ့အောင်တောင်းတော့တော့ဘောလုံးဘောလုံးဘောလုံးဘာလဲမတူးနော် ဟုတ်လား ဆောင်းဆောင်းသွားရှင်းနေတာအော်ဘောလေးသွားရှင်းနေတာဘယ်တယ်လဲမကြည့်တော့စားမှာလဲ ဘာလို့ရှုံးနေပြောတယ် ပြောတာဟိုမှာသုံးပါလို့အဲ့ဒါပြောဟိုမှာရှုံးဘယ်တော့မှလည်းမနာအောင်ဆောင်ပါလို့ဘယ်ဘက်ကဆောင်နေကောင်းလိုက်တာဟိုကဒီမှာသူ့ကို ဒါမှလည်းအန်ဒီကပါအောင်ဆိုအားလာတော့တယ် အဲ့တော့နောက်ပွဲခေါ်တော့နဲ့ အေးနော်မပေါ်တော့နေတော့နောက်တော့ပြီးတော့ကြွညာတာ နောက်ဝင်ခက်လိုက်ကြတော့နောက်တစ်ယောက်ခေါ်တယ် ဘာမှမရှိ တန်ကြီးလောကံမှာဟာ နောက်တယ်ရောက်ရင်ချောင်းကတာတယ်ယူပြီးတော့လောယူရနှစ်ခါဖြစ်သွားပြီ ဒီဘက်ကချောင်းရ ကျောင်းသေးအောင်ကွာငါအပြိုင်မြန်လို့ပေါ့ချောင်းကြီးကအားနေလိမ့်မရှင်းနေတာပေါ့ဒီကျမနေကြီးဟုတ်ချင်ပြီလို့ချင်ပြီ အောင် အဲ့ တော့ တော့ ကိုကြည့်ပါအောင်ချောင်းအားတယ်ဘာလား ဒီလိုနည်းလေးပဲအဲ့တော့တိုင်ရကောင်းနေတာကွာအမောင်းလုံးငါကောင်းတယ်ငါထုတ်လိုက်လို့အမ်ဘီလို့ထင်တာပဲကွာငါအမ်ဘီလို့တော့ထင်တာပဲအမ်ဘီလို့တော့ထင်တာပဲမရအောင်ဘူးလေဘယ်သူရတာလဲကွာအာ ငါလို့ ဘောကြတယ်လို့